hero တယောက်ကကောင်းတာတွေကိုပဲအမြဲလုပ်နေယုံကြည်သင့်ရဲ့လားလူတိုင်းယုံကြည်နေတဲ့ hero တယောက်ကအယူဆမှားသွားရင်ရောဘာတွေဆက်ဖြစ်မလဲဒီနေ့မှာတော့လူသားတွေအယုံကြည်ရဆုံးကပရိန်အမေရိကရဲ့တိုင်းလန်တစ်ခုကိုပြောသွားမှာဖြစ်ပါတယ်ကပရိန်ကစွမ်းအားအကြီးဆုံး hero တယောက်မဟုတ်ပါဘူးဒါပေမဲ့တစ်ကမ္ဘာလုံးယုံကြည်ရဆုံး hero တယောက်ပါသူကနိုင်ငံကိုကိုစားပြုတယ်စီးမြင့်တွေကိုတင်းကျပ်တယ်တာဝန်ဝတ္တရားတွေကိုအပြည့်အဝယူတယ်ဒီလောက်ရတွေကြောင့်ကပရိန်အမေရိက hero တယောက်တည်းမဟုတ်တော့ပဲလူတိုင်းရဲ့ပြအောက်တစ်ခုပါဖြစ်သွားပါတယ်အဲ့လိုမျိုးလူတယောက်ကို Ruska က Cosmic ယူရစွမ်းအားနဲ့ Steve Rogers ရဲ့ memory နဲ့ child ကိုပြန်ပြင်ပါတယ် Ruska ကဒီတိုင်းလိုင်းထဲမှာ Steve Rogers ကိုငယ်စဉ်ကတည်းက Hydra ideology နဲ့ကြီးပြင်းအောင်ပြန်ပြုပြင်ထားပါတယ် Hydra ကကမ္ဘာ့စနစ်တကျထိန်းချုပ်မဲ့ဖွဲ့ဆိုပြီး Steve Rogers ကို brainwash လုပ်ထားပါတယ်ငယ်စဉ်ကတည်းကမိုင်းမိနေတဲ့ Steve Rogers ကလည်းသူ့ကိုယ်သူမကောင်းတာတွေလုပ်နေမှန်းတောင်မသိတော့ပါဘူးသူ့လုပ်ရကမှန်တယ်သူလုံးနေရာတွေအားလုံးကလည်းလူသားရဲ့အတွက်ပဲဆိုပြီးကိုထင်နေပါတယ်ဒါပေမဲ့သူဟာ Hydra အဖွဲ့ဝင်တယောက်ဆိုတာကိုဘယ်သူမှမသိခဲ့ကြပါဘူးရှီးဖွဲ့အပြင်သူ့ရဲ့ချစ်ဆုံးတငယ်ချင်းမှဆိုတဲ့ Avenger တွေတောင်မသိခဲ့ကြပါဘူးလူတွေရဲ့အမြင်မှာတော့ကပရိန်အမေရိကငါတို့ကိုကယ်တင်နေတဲ့ hero တယောက်ပဲဆိုပြီးအကျွမ်းမဲ့ယုံကြည်နေပါတယ်သူဟာ hero အမည်ကိုကာဗာလုပ်ပြီးလူတွေရဲ့ယုံကြည်မှုကိုယူတယ်ပြီးတော့ Avenger တွေကိုလိလုပ်တယ်ဒါနဲ့မကသေးပဲသူကအမေရိကန်တစ်နိုင်ငံလုံးကိုပါထိန်းချုပ်နိုင်လိုက်ပါတယ်အားလုံးကသူ့ကို Hydra ဖွဲ့ဝင်မှန်းသိသွားတဲ့အချိန်ကတော်တော်ကိုနောက်ကျသွားခဲ့ပါပြီသူဟာတကဘာလုံးကိုထိန်းချုပ်နိုင်လိုက်တဲ့အပြင် Avenger ဆိုတဲ့အဖွဲ့ကြီးကလည်းကွဲသွားခဲ့ပါပြီဒါပေမဲ့အဲ့ဒီအချိန် Cosmic Jew ကနေ Original Steve Rogers ကိုပြန်ဖန်တီးပေးလိုက်ပါတယ်အန်ဂိမ်းမှာလို့ပဲ Steve Rogers နေအောင်တိုက်ခိုက်ကြရင် Original Steve Rogers Hydra ကပရိန်အမေရိကကိုအနိုင်ရခဲ့ပါတယ်အဆုံးမှာတော့ Hydra တွေပြိုလဲသွားပြီးကဘာကြီးကပြန်လွတ်လပ်သွားပါတယ်ဒီ comic ကနေပေးချင်တဲ့ message ကအန်ရဲ့အကြီးဆုံးက villain တွေမဟုတ်ပါဘူးသူ့ရဲ့ခြုံထားတဲ့ဝင်ပလီလိုမျိုးအရှိမတော့ကောင်းတာတွေပဲလုပ်ပြပြီးနောက်ွယ်မှာမကောင်းတာတွေထိုင်လုံးနေတဲ့ hero မျိုးတွေပါလူတယောက်ကိုလည်းအကျွမ်းမဲ့ယုံလို့မရဘူးဆိုတာဒီ Steve Rogers origin ကသင်ခန်းစာပါအကယ်၍ဘယ် hero က evil ဆန်သွားရင်ကြောက်စရာအကောင်းဆုံးဖြစ်မလဲဆိုတာ brother တို့ရဲ့အမြင်ကို comment မှာရေးခဲ့ပေးပါဦးနောက်ဗီဒီယိုတွေမှာပဲပြန်လည်ဆုံတွေ့ကြပါမယ်